ဒါမှကြောက်ခဲလေးတွေပဲနဲ့လူတွေကဘာကြောင့်များစစ်တီတိုက်လင်းနဲ့လက်စားပြီးယူသွက်ချက်ကြတာလဲဗျကဲဒီကနေ့လေလာတုံးတမဲ့ဆီစမှာဒါကိုကျွန်တော်တို့တေချာလေးဖြည့်ကြည့်ကြပါမယ်ဟုတ်ကဲ့ဒီအကြောင်းအရာကတကယ့်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်ရှင်ကျမတို့စီမှာကဘာဘူမိဗေဒဆိုင်ရာနောက်ဆုံးပေါ်သူတေသနာစာတမ်းတွေရဲ့ရှေးဟောင်းတိုင်းဝဲမတန်းတွေရဲ့ရှိထားပါတယ်ဒါပြင်မြန်မာနိုင်ငံကကျောင်းမြေတွေရဲ့ဓာတုဖွဲ့စည်းမှုဆိုင်ရာပြီးတော့ခေတ်မီတက်ခွဲကန်သုံးနည်းပညာတဲ့အကြောင်းယဉ်အမြင့်တဲ့အားလုံးကိုပေါင်းဆက်ပြီးတုံးတက်သွားမှာပါဗျဒီလိုလေးလာကြည့်လိုက်တဲ့အခါတကယ်ကိုအန်တော်စရာကောင်းတဲ့ရလဒ်တွေထွက်လာတာတွေ့ရတယ်မှန်ပါတယ်ရှင်တဘာဝတရားကြီးကဖန်တီးထားတဲ့ဒီတောက်ပတဲ့ကြောက်ခဲလေးတွေကိုတာမန်အလတ်ရှင်ပစ္စည်းတက်လို့မြင်မဲ့အစားလျှို့ဝှက်ချက်တဲ့အပြည့်အထိထည့်သွင်းထားတဲ့ကဘာမြေကြီးရဲ့အချီမှတ်တမ်းလေးတွေလိုမြင်ကြည့်ရင်ပုံမှန်ပါလိမ့်မယ်ကဘာမြေကြီးရဲ့အချိန်မှတ်တမ်းလေးတွေပေါ့နမေပေးထားလိုင်းလေးကအတော်မိုက်တယ်ဗျာကဲတော့ဆိုရင်အချင်းဆွဲမနေပဲဇလန်းကိုအစာနဲ့တေချာလေးပြန်ဖြီကြည့်ကြပါဝေလားဒီကြောင့်မြတ်တဲ့လူတွေလက်ထက်မရောက်ခင်အချိန်ကဘာမြေအောင်အနှစ်ချိုင်းဆုံးနေရာတွေစီကိုအရင်တွားကြည့်အောင်ကောင်းပါပြီရှင်ဟုတ်ကဲ့ကျောက်မြင့်အများစုရဲ့မူလအစကိုကြည့်ကဘာမြေအောက်အနစ်ကီးတဲ့ကမက်မာလို့ခေါ်တဲ့အလွန်ပူပြင်း嘅ကြောက်ကြည်ပူတွေနေစတင်တာလို့မတန်းတွေမှာတွေ့ရတယ်ဗျဟုတ်တယ်လေဒီကြောက်ရည်ပူတွေကမြေပြင်ပေါ်ကိုတက်လာရင်းနဲ့ဖြည်းဖြည်းချင်းအေးခဲသွားတဲ့အခါမီးတင်ကြောက်တွေဖြစ်လာတယ်ပေါ့ဒီနေရာမှာဘူမိဗေဒရဲ့အရေးပါတဲ့ Bowen's Reaction Series လို့ခေါ်တဲ့ဖြစ်စဉ်ကစတင်လာတယ်ဟောတာမန်အေးခဲထွားတာမျိုးမဟုတ်ဘူးပေါ့ဟဲ့ဗျမဟုတ်ဘူးရှင်အပူချိန်1300 degree centigrade လောက်ကနေ950 degree centigrade အတွင်းကိုတဖြည်းဖြည်းကျဆင်းလာတဲ့အခါအတမ်ဒီဟာသူတို့ရဲ့စွမ်းရည်တွေလျော့ကျသွားတယ်အဲ့ဒီအခါတိကျတဲ့ပုံစုံခဲဖွဲ့စည်းပုံတွေရဲ့ဖြစ်အချင်းချင်း lock ချသွားကြတာပါဝင်ပြီးချိတ်ဆက်သွားတဲ့သဘောပေါ့နော်ဟုတ်ပါတယ်အပူချိန်အဆင့်ကျသွားတိုင်းမတူညီတဲ့တွင်းထွက်အသစ်တွေအဆင့်ဆင့်ဖြစ်ပေါ်လာတာမျိုးပေါ့ရှင်ဒါဆိုရင်ဗျာကျတို့ကိမုတ်ဖို့တဲ့တဘောမျိုးနဲ့စင်တူနေတာပေါ့အပူချိန်နဲ့ဖီယာကကိမုတ်ဖို့ကြီးဆိုပါစို့ပါဝင်တဲ့ဓာတုချက်စင်တွေကဂျုံတို့တကြားတို့လို့အခြေခံပါဝင်ပစ္စည်းတွေဖြစ်မယ်တော်တော်လေးကိုနီးစပ်တဲ့ဥပမာပဲရှင်ဒီတော့မိဖို့ရဲ့အပူချိန်နဲ့ပါဝင်ပစ္စည်းအနှဲငယ်ကွဲလွဲသွားတာနဲ့ထွက်လာတဲ့ကိမုတ်အမျိုးအစားပြောင်းသွားတယ်လို့မျိုးပေါ့ဟုတ်လားတိကျပါတယ်ရှင်ဂျုံနဲ့တကြားနေရာမှာအလူမီနီယမ်oxide ဆိုတဲ့အခြေခံပါဝင်ပစ္စည်းကိုထားကြည့်လိုက်ပါအဲ့ဒီအချက်ကိုဟင်းကအမွေးကြိုင်လေးတစွန်းလောက်ထည့်တယ်လို့မျိုးပေါ့ဟုတ်ကဲ့စပ်ပါအောင်ဗျာဥပမာ chromium jason အနည်းငယ်လေးများဝင်သွားမယ်ဆိုရင်တာမန်အဖြူရောင်ကြောက်ကနေအနီရောင်ရင့်ရင့်ပတ်သက်မြဖြစ်သွားရရှင်ဒါပေမဲ့အဲ့ဒီအချိန်မှာ silica လို့တခြား jason တစ်ခုခုသာရောနှောပါဝင်နေမယ်ဆိုရင်တော့ပတ်သက်မြဖြစ်မလာတော့ဘူးအားလုံးပျက်စီးသွားတာပါပဲ